မှန်လူတန်းစားတယောက်အနေနဲ့ဒီခေတ်မှာဘဝတိုးတက်ဖို့အတွက်ဘာတွေလုပ်သင့်လဲဆိုတာကိုသင်စဉ်းစားနေလားဒီဗီဒီယိုအဆုံးထိကြည့်လိုက်ရင်နံပါတ်1ဘဝပြဿနာ80%ကိုဖြေရှင်းနိုင်မယ်ရိုးရှင်းတဲ့လျှို့ဝှက်ချက်နံပါတ်2 AI နဲ့ content ဖန်တီးပြီးအိမ်ကနေဝင်ငွေရှာနိုင်မယ်လက်တွေ့ကျတဲ့နည်းလမ်း3ခုနံပါတ်3မအားတဲ့ကြားကအချိန်ဖန်တီးပြီးဘယ်လိုလေ့လာရမလဲဆိုတဲ့အဖိုးတန်စိတ်သက်ခွန်အားတွေနဲ့အတူ digital nomad တယောက်ဖြစ်ဖို့အတွက်လမ်းစာတွေကိုပါတခါတည်းတည်သွားပါလိမ့်မယ်ဒါဆိုရင်အောက်ခြေကနေပြီးတော့တက်လန်းရှာမယ်ခရီးကိုစလိုက်ရအောင်နော်အောက်ခြေလူတန်းစားတရက်ထဲကနေပြီးတော့ဘဝတက်လန်းကိုရှာဖို့အတွက်စတင်မယ်ဆိုရင်အပြင်းမဲ့ကိစ္စတွေထက်ကိုယ့်ရဲ့အခြေခံဘဝနေထိုင်မှုကိုအရင်ပြုပြင်ဖို့လိုပါတယ်ရိုးရိုးလေးပဲပြောရမယ်ဆိုရင်စလော့ဂိမ်းတွေကိုလုံးဝမစော့ပါနဲ့မူရစ်စေဝါနဲ့လောင်းကစားကိုလုံးဝမထိတွေ့ပါနဲ့ဒီနှစ်ချက်ကိုရှောင်လိုက်တာနဲ့တင်ဘဝရဲ့80%သောပြဿနာတွေကိုဖြေရှင်းမိသားဖြစ်သွားပါဒါကကိုယ့်ဘဝအတွက်အခိုင်အမာဆုံးရင်းနှီးမြှုပ်နှံမှုပါဒီအခြေခံခိုင်မာမှာကြံတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်စိတ်ခွန်အားရရှိမှာဖြစ်ပါတယ်နောက်ထပ်နေ့စဉ်ဘဝမှာအကျိုးရှိစေမယ့်အလေးကျင့်လေးတွေကတော့နည်းနည်းပါးပါလေ့ကျင့်ခန်းလုပ်ပါခန္ဓာကိုယ်ကျန်းမာမှစိတ်လဲကြည်လင်ပြီးတော့အလုပ်ကိုအာရုံစိုက်နိုင်မှာပါလုပ်ကိုလေးလေးနက်နက်လုပ်လက်ရှိလုပ်နေတဲ့အလုပ်ကိုစိတ်ပါလက်ပါလေးနဲ့လုပ်ကြိုင်ပါအရင်ကထက်နှစ်ဆပို့ပြီးတော့စူးစမ်းပါမိသားစုနဲ့ဘာသာရေးမိသားစုကိုအချိန်ပေးရကိုယ်ွယ်ရာဘာသာတရားကိုလိုက်စားတာတွေကတင့်ကိုစိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ငြိမ်းချမ်းမှုပေးပါလိမ့်မယ်အရက်ပီယာတောက်တက်တယ်ဆိုရင်လည်းပျော်ရွှင်မှုအတွက်နည်းနည်းပါးပါးပဲတောက်သုံးပါဒီအချက်တွေကတင့်ဘဝတိုးတက်ဖို့အတွက်ခိုင်မာတဲ့အုတ်မြစ်ကိုချပေးပါလိမ့်မယ်အခြေခံခိုင်မာသွားပြီဆိုရင်တော့ဘဝအတွက်အကျိုးရှိစေမယ့်ဝင်ငွေတိုးစေမယ့်အရာတွေကိုလေ့လာဖို့အချိန်တန်ပါပြီအခုခေတ်မှာ AI နဲ့ content ဖန်တီးပြီးပတ်စံရှာဖို့နည်းလမ်းတွေကအများကြီးရှိပါတယ်ဒီထဲကမှ digital nomad တယောက်အဖြစ်ဝင်ငွေရှာနိုင်မဲ့နည်းလမ်း3ခုကိုကျွန်မအကြံပြုချင်ပါတယ်နံပါတ်1 AI content creation AI tools တွေကိုသုံးပြီးတော့ပုံတွေစာသားတွေကနေပြီးတော့အရေးသွေးမြင့်ဗီဒီယိုတွေကိုဖန်တီးလို့ရပါတယ်ဒီဗီဒီယိုတွေကို YouTube မှာတင်ပြီးတော့ asset sponsor တွေနဲ့ချိတ်ဆက်ပြီးတော့ပတ်စံရှာလို့ရပါတယ်ဒါမှမဟုတ် freelance platform တွေမှာ AI video editor အဖြစ်ဝန်ဆောင်မှုပေးပြီးတော့ဝင်ငွေရှာလို့ရပါတယ်နံပါတ်2 digital marketing online မှာစီးပွားရေးလုပ်ငန်းတွေအတွက်ကြော်ညာတွေကိုစီမံခန့်ခွဲပေးတာ social media page တွေကို manage လုပ်ပေးတာမျိုးတွေကလစဉ်ဝင်ငွေကောင်းကောင်းရစေမယ် remote job တွေပဲဖြစ်ပါတယ်နံပါတ်3 English speaking skillလုံးဆိုင်ရာအလုပ်တွေနဲ့ဆက်သွယ်ဖို့နိုင်ငံခြား client အနေနဲ့စကားပြောဆိုဖို့အတွက် English speaking skill ကမရှိမဖြစ်ပါပဲ။သင်ကဒီစွမ်းရည်ကိုတိုးတက်အောင်လုပ်ရင် digital nomad ဈေးကွက်ကြီးထဲကိုအလွယ်တကူဝင်ရောက်နိုင်ပါပြီ။ဒါတွေအားလုံးကသင်ကိုအချိန်မရွေးနေရမရွေးအလုပ်လုပ်နိုင်တဲ့ digital nomad lifestyle ကိုရောက်ရှိစေမယ့်အဓိကလက်နက်တွေပါပဲ။ဒီလိုမျိုးအရေးကြီးတဲ့အရာတွေကိုဘယ်လိုလေ့လာမလဲလူတော်တော်များများကတော့အားတဲ့အချိန်ကြာမှလေ့လာမယ်လို့စဉ်းစားကြပါတယ်အဲ့လိုဆိုရင်တင့်ရဲ့ဘဝမှာအားတဲ့အချိန်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးလုပ်ရမယ့်အလုပ်တွေကြားတွေကနေပဲမအားတဲ့ကြားကအားအောင်လုပ်ပြီးတော့လေ့လာပါနေ့စဉ်1နာရီပဲဖြစ်ဖြစ်2နာရီပဲဖြစ်ဖြစ်အချိန်သတ်မှတ်ပြီးတော့အချိန်ကိုခိုးယူပါဖုန်းပွတ်မဲ့အချိန်အညောင်းပြေအနားယူမဲ့အချိန်ကနေမိနစ်30စီဖြတ်ပြီးတော့လေ့လာမှုတွေကိုထည့်လိုက်ပါဒါမှသာသင်ကဒီခေတ်ကြီးထဲမှာရည်စည်းကြောင်းအတိုင်းလိုက်ပါစီစဉ်ပြီးဖြစ်ရကြိုးအနက်ဆုံးလူသားတစ်ယောက်ဖြစ်လာမှာပါကျမရဲ့ channel ကdigital nomad ဖြစ်ဖို့အတွက်စိတ်ဝင်စားတဲ့သူတွေကိုရည်ရွယ်ပြီးတော့နီလန်ကောင်းတွေ online ကနေပတ်စံရှာနည်းတွေကိုအမြဲတမ်းဝေမျှပေးနေရပါအိမ်ကနေပဲဖြစ်ဖြစ်ကဘာရဲ့လှပတဲ့နေရာနေပဲဖြစ်ဖြစ်အလုပ်လုပ်ရင်စွန့်စားချင်တဲ့တင်တို့အတွက်ဒီ channel ကလမ်းပြမြေပုံလေးဖြစ်နေမှာပါဒါကြောင့်ကျမရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးတော့ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်လည်း like and share လေးလုပ်ပေးပါအောင်နော်တတား